အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ C ဆိုရင်ဘယ်ကနေစတီးမလဲ G ဆိုရင်ဘယ်ကနေစတီးမလဲပြီးတော့ A minor ဆိုဘယ်လိုတီးမလဲ F ဆိုရင်ဘယ်လိုတီးမလဲဆိုပြီးမှ C G A minor F round chord ထဲမှာ slide ဆွဲတဲ့ပုံစံမျိုးပေါ့နော်တိုက်ရိုက်ဆွဲတဲ့ပုံစံမျိုးအဲ့ဒီအရာကိုရှင်းရှင်းလင်းလင်းနဲ့တီးလို့လွယ်တော့အောင်ဒီပြချင်တာဖြစ်ပါတယ် A minor F C A minor C and 7 A minor F Okay C ဆိုရင်ဒီကနေ C ဆိုတာဒီဟာလဲနော်အဲဆိုရင်ဒီနားကနေ၅ခွက်မြောက်ရတယ်ပေါ့၃ချိုး၅ခွက်မြောက်ရတယ် G ဆိုရင်ဒီကနေ2ချိုး၈ခွက်မြောက်ရတယ်ဒီ A minor ဆိုရင်ဒီဆိုတော့ဒီကနေဒီ9ခွက်ရဲ့ဒီ၄ချိုးရတယ်F ဆိုရင်ဒီကနေ3ခွက်ရဲ့4ချိုးမြောက်အဲ့ဒါနေနော်ကြည့်ကြည့်အောင်